မင်္ဂလာပါဒီနေ့ကတော့21ရက်နေ့မြောက်ဖြစ်ပါတယ်ပေါ့နော်ကျမရေးအတွက်လည်းကောင်းမွန်ပြီးတော့အစီလဲကယ်လိုရီလည်းနည်းတဲ့ဟင်းတစ်ခွက်ကိုဘယ်လိုညနေစာကိုဘယ်လိုချက်စားမလဲဆိုတာချက်ပြပါမယ်ဖယုံတီးရဲ့မုံလာဥရဲ့ကစောခါတီးရဲ့ရုံပတိတီးရဲ့ဖြစ်ပါတယ်ကဲရင်းနှီးဆူလာပြီးဆိုကြက်တုံဖြူနဲ့အစားကိုထည့်ပြီးတော့ဒီတိုင်းပဲပေါ့နော်ရိုးရိုးလေးချက်မယ်ပေါ့နော်အကုန်လုံးထည့်လိုက်ပါမယ်ဒါကအရန်တောက်လို့လဲကောင်းတယ်ပြီးကြတော့လဲကျမရေးလဲညီညွတ်တယ်ပေါ့နော်ပြီးကြတော့ကစော့တီးကိုလဲတစ်ခါတည်း၃မျိုးကိုတစ်ခါတည်းထည့်ပြုတ်ပါမယ်ကွယ်နေ့လယ်စာမှာအသားပါထားတယ်ဆိုတော့အခုညနေစာမှာတော့အသားမပါဘဲနဲ့ကြက်ဥပြုတ်နဲ့စားပါမယ်21ရက်နေ့ရောက်လာပြီဆိုတော့အခုဒီတလောမှာကိုလက်လှုပ်ရှားမှုလဲပါလာခဏကိုလည်းနည်းနည်းပေါ့ပါလာတယ်ပေါ့နော်ကိုလည်းတိတာလာတယ်ခြေတော့လည်းအဲ့လောက်ထိမကြိုက်တော့ဘူးဆိုတော့စင်ပြေတယ်ပေါ့နော်ပြီးကြတော့ဖုံတီးတွေရပြီဆိုရင်ရုပ်ပတိတီးကိုထည့်လိုက်ပါမယ်ရှင်ကြည့်ပါဦးစားချင်စရာလေးရုံးမတီတီရပြီဆိုရင်ခူးပါမယ်ပကံထဲမှာခူးပြီးတော့ကျမတယောက်စာအတွက်ပြင်ဆင်ပါတယ်ပေါ့နော်ဒီလိုတစ်ခွက်စားပြီဆိုရင်ကြက်ဥနဲ့ကြက်ဥပြုတ်နဲ့ဒီလိုတစ်ခွက်ဆိုရင်ဝပြီပိုက်လဲဝပြီပေါ့နော်တကယ်ချင်းတို့လည်းချက်စားကြပါပြင်ဆင်ပြီးတော့ပေါ့နော်ပိန်တဲ့လူစင်လဲဒီလိုမျိုးစားချင်အပြင်ကျမရေးညီညွတ်တယ်ပေါ့ဟင်းရည်ပူပူနဲ့တွဲစားဖို့အတွက်မြုပ်တီးစိမ့်ကိုလည်းကြက်သွန်ဖြူနဲ့စားနဲ့ထောင်းပြီးတော့တမယတီးညစ်ထည့်ထားပါတယ်ဒီဟာကိုဟင်းရည်ပူပူမှာနည်းနည်းထည့်ပြီးတော့စားရင်အရန်စားကောင်းတယ်ပေါ့နော်ဒါကတော့ကျမညမှာတကယ်လို့ညမှာဗိုက်ဆိုင်စားဖို့အတွက်ပြင်ဆင်ထားတာပါအားလုံးကိုချစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်